ဒုတိယတစ်ခါကိုလှုပ်ကြည့်တော့လည်းအရင်တိုင်းဖြစ်နေခဲ့ပြီးသူကခလုတ်ကိုဖိထားရင်တကားကပွင့်နေတာကိုသဘောပေါက်သွားတော့ဒီလမ်းမောင်းစုံနဲ့ကြိုးစားခဲ့ပါတယ်ပထမဆုံးအနေနဲ့သူကခလုတ်ကိုခြေထောက်မှာနှိပ်ထားပြီးပြေးဖို့နေရာယူထားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကချင်းရိုက်တန်နဲ့ခလုတ်ကိုနှိပ်ခဲ့ပြီးအကွာအဝေးကိုရှော့ချခဲ့ပါတယ်။သူ့ကြံတွေကလုံးမဖြစ်ခဲ့ပဲကျိုးနဲ့ဆွဲတာရောရက်တောင်နဲ့ရိုက်တာကပါကြာရှုံးခဲ့ပါတယ်။နောက်ထပ်သူကလှဲပေါ်တက်ကခလုတ်ကိုနှိပ်ပြီးလှဲကိုတွန်းထုတ်ခဲ့ပေမဲ့အချိန်နဲ့ငယ်ကြိုးစားပြီးတဲ့နောက်မှာတော့သူကမထိန်ချုပ်နိုင်ဘူးဆိုတာကိုလက်ခံခဲ့ရပါတယ်။သူလိုအပ်တာကတော့ခလုတ်ကိုထောင်မလာအောင်လှုပ်ထားနိုင်မယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။သူကပန်းအိုးကြီးကိုခလုတ်ပေါ်တင်ခဲ့ပေမဲ့ခလုတ်ကပြန်ထောင်လာတော့သူကပန်းအိုးကိုပိုလေးအောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကရေခလုတ်ကိုစမ်းသပ်ခဲ့ပေမဲ့ဘလောက်ပဲကြိုးစားရေကကောင်းမော်ပဲကြာနေတဲ့အတွက်အလုံးမဖြစ်ခဲ့ပါဘူး။သူကပန်းအိုးကိုဆူရှီတွေနဲ့ဖြည့်ဖို့ကြိုးစားခဲ့ပေမဲ့သူတော်မမနိုင်အောင်အရင်လေးသွားခဲ့ပါတယ်။ပန်းအိုးအပေါက်ကလည်းသူလက်နိုင်ဖို့မဆိုင်တဲ့အတွက်သူကတူနဲ့ဆူရှီတစ်ခုချင်းစီကိုပြန်ဖယ်ထုတ်ခဲ့ရပါတယ်။ခဏကြာဆူရှီတွေတဝက်ကျိုးသွားတဲ့အချိန်မှာသူကပန်းအိုးကိုမာပြီးခလုတ်နားကိုတည်သွားခဲ့ပါတယ်။အနားကိုရောက်တော့သူကဘယ်ခလုတ်လဲဆိုတာကိုထပ်မိသွားတဲ့အတွက်ပန်းအိုးကိုပေးချကခလုတ်တစ်ခုကိုနှိပ်လိုက်တော့အာဖရိကန်လူရိုင်းထက်ထွက်လာခဲ့ပြီးပန်းအိုးကိုမတော်တဆသက်မှတ်ဝင်တိုက်သွားတော့ပန်းအိုးကကျိုးပယ်သွားခဲ့ပါတယ်။အဲဒါကြောင့်သူကတိမခံနိုင်တော့ပဲဒေါသတကြီးဆက်တိုက်အော်ဟစ်ခါတကားပွင့်တဲ့ခလုတ်ကိုတွေ့တဲ့အချိန်မှာဆူရှီတွေနဲ့ဖုံးထားခဲ့ပါတယ်။အဲဒါကလည်းလုံးမဖြစ်ခဲ့ပဲခလုတ်ကဆူရှီတွေကြားမှာထောင်ထက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကခလုတ်ကိုတိတ်နဲ့ပတ်ပြီးအပေါ်ကနေတံပြားတင်ထားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး